မင်္ဂလာပါအိမ်မှာဇွန်းထဲတဲ့ချင်းတွေကဒီလိုပဲပေါက်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တော့ပေးကြပါ let's go အရင်ဆုံးကျွန်တော်ချင်းအဟောင်းကိုဖယ်လိုက်ပါတယ်ဒီလိုအပေါက်ဖြစ်နေတာဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒါကကျွန်တော်ဒီအချွေဘူးစံကိဖြစ်ဖြစ်ကိုလာပြေးရတယ်ဒီကကျွန်တော်တိတ်ပတ်လိုက်တာဒီကဖြတ်တဲ့အချိန်မှာနည်းနည်းပို့ပြီးတော့မှတိကျသေးချောင်းတော့ပါပြီးတော့ကျွန်တော်ဒါမီးချစ်လေးနဲ့လိုက်ပြီးတော့မှလုံးနေပဲပြောပါတော့ဗောနော်။ဟိုမှာထွက်နေတဲ့ကော်စားလေးကျွန်တော်မီးလေးနဲ့လိုက်ညှိပါတယ်။ဒါမှတော့နည်းနည်းအဆင်မပြေလေးနဲ့ချုံချုံမမေ့ဖြစ်မှာပါ။ဂန်းနဲ့ကျွန်တော်လိုက်ဖောက်ပါတယ်။အဓိကရေဝတ်နိုင်မယ့်နေရာတွေအဓိကကျွန်တော်ထားပြီးဖောက်တာပါ။များလေကောင်းနေပါ။အရင်များသွားရင်လည်းမကောင်းဘူးလို့နေရင်လည်းမကောင်းပါဘူး။ဒါဆိုတော့ဒီရေစစ်ဖို့အတွက်ကတော့ဒီအပေါက်လေးဖောက်တာလုံးတော့ဗောနော်။ဒီအပေါက်ကတော့အဓိကကျွန်တော်တန်းနဲ့တွဲချုပ်ဖို့ဖောက်တာဖြစ်ပါတယ်။နှစ်ပေါက်တွေဆိုအစင်မပြေမှာဆိုလို့ကျွန်တော်၄ပေါက်ဖောက်လိုက်ပါတယ်ဒါဆိုတော့ဇွန်းနေထည့်ဖို့အတွက်ယာယီရပါပြီဆောနာဖောက်လိုက်တဲ့အပေါက်၄ပေါက်ကဘယ်လိုသုံးမယ်ဆိုတော့အခုမြင်မယ်လို့ထင်ပါတယ်ဒါကျွန်တော်ပိုက်ကလစ်နဲ့ပါဒီပိုက်ကလစ်ကိုကျွန်တော်ဒီတန်တိုင်းမှာကျွန်တော်တုပ်လိုက်မှာပါတက်လို့ပြီးတော့ပြီဆိုတော့အဆင်ပြေမပြေကြည့်လိုက်ကြအောင်ပါကဲအဆင်ပြေပါရဲ့နော်မစိုးပါဘူးဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်သွားပေးပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်